ဆာရီနာနဲ့ကျမကမတော်တဆစနစ်နှစ်ခုနဲ့ချိတ်ဆက်မိသွားကြတယ်။တစ်ခုကပစ္စည်းတွေကိုအစတရာချဲ့လို့ရပြီးနောက်တစ်ခုကတော့အစတရာသေးအောင်လုပ်လို့ရတာပါ။ဆာရီနာကပြုံးစီးစီးနဲ့အရာဝတ္ထုတွေကိုသေးအောင်လုပ်တဲ့စနစ်ကိုပဲရွေးသွားတော့ကျမမှာကြံတဲ့စနစ်ကိုပဲယူလိုက်ရတာပေါ့။၃ရက်ကြာမှတော့မုံတိုင်းနဲ့အတူကဘာပြက်ကက်ကြီးကရုတ်တရက်ရောက်လာပါတော့တယ်။မြို့တစ်မြို့လုံးရေကြီးပြီးပိတ်မိကုန်ကြတယ်။လူတိုင်းအိမ်ထဲမှာတောင်တင်နေပြီးအစားအသောက်နဲ့ရိတ်ခါတွေကအကြီးမားဆုံးပြဿနာဖြစ်လာတာပေါ့စနစ်။အသက်သွင်းမယ်။အကြီးချဲလိုက်အိုးဒါတကယ်မယုံနိုင်စရာပဲ။အရန်ကောင်းတယ်။ဒါဆိုရင်ငါတို့အကြာကြီးအေးအေးဆေးဆေးစားလို့ရပြီးကျမစီမှာရှိတဲ့အကန့်အသတ်ရှိတဲ့ရိတ်ခါတွေကိုအစတိုးပြီးချဲလိုက်တယ်။ပြီးတော့အရာရာကိုချွေတာပြီးသုံးဆွဲခဲ့ကြတယ်။ကျမဟာဆာရီနာကိုအခက်ခဲဆုံးနေ့ရက်တွေမှာအသက်ရှင်အောင်ကူညီပေးခဲ့တာပါ။ဒါပေမဲ့မိုးတိတ်သွားတဲ့အချိန်မှာတော့ဆာရီနာကကျမကိုဒေါသတကြီးနဲ့အပြစ်တင်ပါတော့တယ်။သူကကျမကိုလူတော်တယောက်ဖြစ်ပေမဲ့အတ္တကြီးလွန်းတယ်လို့ပြောတယ်။သူမအရန်ချစ်ရတဲ့ Darius ကိုကယ်ဖို့ဒီကြီးကျယ်စနစ်ကိုသုံးပေးတင်တာတဲ့ Darius ကကျမတို့အိမ်ရှိခန်းမှာပဲနေတာပါ။သူကသူ့ရဲ့မိသားစုအတွက်အစားအသောက်တွေအကြီးကျယ်ပေးဖို့ကျမကိုတောင်းပန်ခဲ့ဘူးလေ။ဒါပေမဲ့ဒီလိုကဘာပြက်နေတဲ့အချိန်မှာလူတွေရဲ့လောဘကိုကျမကြောက်မိတယ်။ဒါကြောင့်ကျမညင်းခဲ့တာပါသူတော်ကောင်းအယောင်ဆောင်နေတာကိုတိတ်ဆန်း။နင်ကနောက်ထပ်အလောင်းဖြစ်သွားရုံပဲရှိမှကျမရဲ့အကူအညီမပါဘဲ Darius နဲ့သူ့မိသားစုကအကြာကြီးမခံနိုင်ခဲ့ပဲငှက်ပြက်ပြီးတေဆုံးသွားခဲ့ကြတယ်။ကျေးဇူးပြုပြီးမင်းတို့ရဲ့စနစ်ကိုရွေးချယ်ပါကျမစနစ်ရွေးချယ်တဲ့နေ့ကိုပြန်ရောက်လာခဲ့ပြီးစနစ်ကကျမတို့ကိုစွမ်းရည်တွေပြန်ရွေးခိုင်းတဲ့အကျွမ်းတဝင်ရှိတဲ့မြင်ကွင်းပါပဲ။ဆာရီနာကခဏလောက်တွေးဝေသွားပြီးမှရွေးချယ်လိုက်တယ်။ငါအကြီးကျယ်တဲ့စနစ်ကိုယူမယ်။ဆာရီနာကကျမကိုမထီမဲ့မြင်ကြည့်တယ်။သူ့မျက်လုံးထဲကပျော်ရွှင်မှုကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျမတခုကိုချက်ချင်းသဘောပေါက်လိုက်တယ်။သူလည်းပြန်လဲမွေးဖွားလာတာပဲ။ကျမခန့်နေတဲ့ပြုံးလိုက်မိတယ်။နင်က Darius ကိုအရန်ချစ်ပြီးငါ့ကိုတတ်ချင်လောက်အောင်မုန်းနေမှတော့ဒီတခါတော့နင့်ကိုငါလုံးဝဂရုမစိုက်တော့ဘူး။ကျမကအရာဝတ္ထုတွေကိုတေးအောင်လုပ်တဲ့စနစ်ကိုပဲရွေးလိုက်တယ်။ဘသူကသူတို့ရဲ့စွမ်းအားကိုပိုပြီးကောင်းကောင်းသုံးနိုင်မလဲဆိုတာကြည့်ကြသေးတာပေါ့။ဆာရီနာကသူ့ရဲ့စွမ်းရည်ကိုစမ်းသပ်ဖို့တောင်မဆောင်နိုင်တော့ဘူး။သူစားကြည့်ခန်းထဲကိုပြေးသွားပြီးဗီဒီယိုကိုဖွင့်လိုက်တယ်။အထဲမှာတလက်လက်တောက်ပနေတဲ့စိန်တလုံးရှိနေတာပါ။သူအကြီးကျယ်စနစ်ကိုသုံးပြီးချက်ချင်းကြီးအောင်လုပ်လိုက်တယ်။ဒါတကယ်ကြီးပဲ။ကျမကတော့အေးဆက်ဆက်နဲ့ပဲကြည့်နေလိုက်တယ်။ဒါဟာကျမတစ်ချိန်ကအသက်ပေးပြီးကာကွယ်ခဲ့တဲ့ညီမဖြစ်သူပေါ့။ဆာရီနာကစပြီးကြွားလုံးထုတ်ပါတော့တယ်။အမအခုအကြီးကျယ်စနစ်ကငါဟာဖြစ်သွားပြီးနေမနာလိုဖြစ်နေလား။ငါလိုချင်တဲ့အရာမှန်သမျှကိုအကြီးကျယ်လို့ရတယ်။နင့်ရဲ့အသေးချုံတဲ့စနစ်ကတော့အသုံးမကျတဲ့ပုံပဲ။အဲ့ဒါကဘာအတွက်သုံးစားရမှာလဲ။ကျမကတော့သူ့စနစ်အပေါ်ဘာစိတ်ဝင်စားမှုမှမပြခဲ့ဘူး။ဆာရီနာကလည်းကျမကိုလုံးဝသတိမထားမိတော့ဘူး။သူတယောက်တည်းပဲပြန်လဲမွေးဖွားလာတယ်လို့မှားပြီးထင်နေတာ။သူတေချာပေါက် Darius မိသားစုကိုကယ်ဖို့စူးစမ်းမှာပဲ။တကယ်လို့တခြားလူတွေသာသူ့မှာဒီလိုစနစ်ရှိမှန်းသိသွားရင်ဒီကဘာပြက်ကတ်ထဲမှာသူ့ဘလို့မှဘေးကင်းမှာမဟုတ်ဘူး။ကျမထင်ထားတဲ့အတိုင်းပဲဆာရီနာကအပြင်ကိုချက်ချင်းပြေးထွက်သွားတယ်။သူ Darius ရဲ့တကားကိုသွားခောက်တယ်။မင်းပါလာလောက်တာလဲ Darius ငါတို့အထဲမှာစကားပြောရအောင်တကားပိတ်သွားတာနဲ့ကျမဖုန်းထဲကရက်စွဲကိုစစ်လိုက်တယ်။ဒီနေ့ကရက်နေ့မိုးတဲတဲမဲမဲမရွာခင်3ရက်အလိုပေါ့။အချိန်ရှိပါသေးတယ်။ကျမကားကိုစူပါမားကတ်စီတန်းမောင်းသွားလိုက်တယ်။စားလို့ရတာနဲ့အသက်ရှင်ဖို့အတွက်အသုံးဝင်မဲ့အရာမှန်သမျှကိုပြောင်းတလင်းခါအောင်ဝယ်လိုက်တယ်။ခေါက်ဆွဲချောက်ပေါင်မုံဆန်ကြုံမှုန့်နဲ့စီအိမ်သာ39အိယာခင်းနဲ့တကိုရေသုံးပစ္စည်းတွေအကုန်ပေါ့။ကျမရေရှည်အသက်ရှင်ဖို့အတွက်မျိုးစေ့အစုံလင်ကိုပါဝယ်ခဲ့သေးတယ်။ပြီးတော့ကြက်ပေါက်ကလေးတစ်တိုက်ကိုပါဝယ်လိုက်တယ်။မျိုးစေ့တွေကိုစိုက်လို့ရတယ်လို့ကြက်တွေကလည်းဥပေးနိုင်တယ်လေ။ဒါတွေကရေရှည်အတွက်မရှိမဖြစ်လိုအပ်တာတွေပဲ။အဲ့ဒီနောက်တော့ပရီဘောကအယောင်းဆိုင်ကိုသွားတယ်။ကျမအတွက်လိုအပ်မဲ့အိမ်သုံးပစ္စည်းအစုံလင်ကိုဝယ်လိုက်တယ်။အခုဆိုရင်ကျမရဲ့ရိတ်ခါတွေကအဆင်သင့်ဖြစ်နေပြီးကျမရဲ့တိုက်ခန်းကလည်းအထက်မြင့်မှာဆိုတော့အဆင်ပြေတာပေါ့။ဘလောက်ပဲမိုးသေးသည်ဒီတစ်ခါတော့ကျမကိုဘာမှချင်းချောက်နိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ဒီဘဝမှာတော့အရင်လိုမျိုးထပ်ပြီးအနေမခံတော့ဘူး။ကျမရဲ့ဘဏ်ကောင့်ထဲကပတ်စံတွေအကုန်ပြောင်းတဲ့အထိမတရားတွေဝယ်စုလိုက်တယ်။ကံကောင်းတာကကဘာမပြတ်ခင်ပြင်ဆင်စရာရှိတာတွေအားလုံးနှီးပါပြီးစီးသွားပြီပေါ့။တစ်ဖက်မှာတော့ဆာရီနာကကပ်ပေးလာတော့မယ်ဆိုတာသိပေမဲ့လုံးဝမထိတ်လန့်နေဘူး။သူ့စီမှာရှိတဲ့အကြီးကျယ်စနစ်ကအရာရာကိုဖြည့်ရှင်းပေးနိုင်မယ်လို့သူကထင်နေတာ။တကယ်တော့သူကကယ်တင်ရှင်ကြီးဖြစ်လာဖို့တောင်မျှော်လင့်နေတာလေအစားတောက်တွေရှားပါလာတဲ့အခါ Darius နဲ့သူ့မိသားစုကိုကယ်လိုက်ရင် Darius ကသူ့ကိုပြန်ချစ်လာလိမ့်မယ်လို့စိတ်ကူးရင်နေတာသူ Darius ကိုသဘောကျတယ်ဆိုတာသိပေမဲ့ဒီလောက်အထိယောက်ျားယူဖြစ်နေမယ်လို့ကျမမထင်ထားခဲ့ဘူးအမငါသာ Darius မိသားစုကိုကယ်လိုက်ရင်သူငါ့ကိုပြန်ချစ်လာမှာလားသိချပါတယ် Darius ကငါ့ကိုတကယ်ချစ်လာမှာအမငါ့ကိုအမှန်တိုင်းပြောစမ်းပါကျမကတော့စာရီနာရဲ့စကားတွေကိုလစ်လျူရှုထားလိုက်တယ်ဖုန်းကိုပဲကြည့်ပြီးလိုအပ်တာတွေကိုပဲစက်ဝယ်နေလိုက်တယ်။ဆာရီနာကကျမကိုတစ်ခါတက်ခဲ့ပြီးနောက်တစ်ကြိမ်တော့အဖြစ်မခံတော့ဘူး။ဒီတစ်ခါတော့နင်းတယောက်တည်းပဲတေးလိုက်တော့ဒန်တေးနင့်မှာပတ်စံရှိလား။ငါ့ကိုအကျွေထောင်ကနန်းလောက်ချေးပါအောင်ရှိဘူး။ရေခဲတစ်တာအစ်စ်ဝယ်လိုက်လို့အကုန်ကုန်သွားပြီးဘာလို့ရေခဲတစ်တာဝယ်တာလဲအစ်စ်လိုချင်လို့ဝယ်တာလေ။ဘာဖြစ်လို့လဲ
ဘာလို့ဒီလောက်တုံ့ပြန်မှုပြင်းထန်နေတာလဲ။ဘာမှမဟုတ်ပါဘူး။ဟာမဟုတ်ပါဘူးဒန်တေးရဲ့အမအခန်းထဲမှာအစားအသောက်တွေရှိတယ်လို့မှတ်မိနေလို့ပါအဲ့ဒါတွေအောက်ထက်ကလူကြီးတွေကိုပေးလိုက်ပြီးသူတို့ဘဝတွေကခက်ခဲနေတာလေနင်းစိတ်မဆိုးပါဘူးနော်စာရီနာလည်းပြန်လည်မွေးဖွားလာမယ်လို့ကျမမမျှော်လင့်ထားခဲ့ဘူးသူကအကြီးကျယ်စနစ်ကိုရထားပြီးပြီလေအခုတော့ကျမရဲ့နောက်ဆုံးလက်ကျန်ရိတ်ခါတွေကိုတောင်သူများတွေကိုပေးပစ်နေပြီးသူကကျမကိုတေးစေချင်နေတာရှင်းနေတာပဲတကယ်လို့ကျမမှာသာစနစ်မရှိရင်အသက်ရှင်မှာမဟုတ်ဘူးသူကတော့ပြုံးပြီးရက်ကြည့်နေတော့မယ်ကျမသူ့ကိုအရင်ထက်ပုံမုန်းသွားပြီဒန်တေးနင်ကအကောင်းဆုံးပဲဒီလိုကိစ္စအသေးမွှားလေးကိုနင်းစိတ်မဆိုးဘူးဆိုတာငါသိပြီးသားပါငါပင်ပန်းလို့သွားနာတော့မယ်ကျမအခန်းထဲဝင်ပြီးအသက်ရှင်ဖို့အတွက်စီမံကိန်းတွေကိုစဆွဲတော့တယ်လေအားလျှက်စစ်သုံးပစ္စည်းတွေကိုတောင်ကျမဝယ်ထားပြီးပြီဒါကမုံတိုင်းတိုက်နေတဲ့အချိန်မှာလျှက်စစ်တက်အားရနေစီမှာပါကျမမှာအဆက်မပြတ်လျှက်စစ်မီရနေတော့မှာပေါ့လိုအပ်တာမှန်သမျှအားလုံးအဆင်သင့်ပဲအခုတော့စောင့်ကြည့်ရုံပဲကြံတော့တယ်စာရီနာကသူ့အကြီးကျယ်စနစ်ရထားတယ်ဆိုပြီးဘာမှမစိုးရိမ်ပဲသူ့မုံဖိုးလေးနဲ့ဝယ်ထားတဲ့အစားအသောက်အနှဲငယ်ကိုသူ့အခန်းထဲမှာတော့ခတ်ထားတယ်ကျမခိုးစားမှာကိုကြောက်နေတဲ့ပုံပဲကျမဒီအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်တကယ်လို့ဒီမှာဆက်နေရင်ကျမဘလောက်ပဲသေးသွားပါစေသူတို့ရှာတွေ့သွားနိုင်တယ်လေကျမစိတ်ထဲမှာနေရာတစ်ခုရှိပြီးသားပါအဲ့ဒါကတော့ကျမအိတ်ခမ်းထဲကလျှို့ဝှက်ခန်းလေးပဲအိမ်ပြင်တုံးကလျှို့ဝှက်ဆောက်ထားတာဖြစ်ပြီးစာရီနာကိုလုံးဝမပြောပြထားတဲ့နေရာပေါ့အဲ့ဒီနေရာကရေချိုးခန်းအသေးစားလေးလောက်ပဲကျယ်ပေမဲ့ကိုခန္ဓာသေးသွားတဲ့သူအတွက်တော့အကောင်းဆုံးဘေးကင်းရာနေရာတစ်ခုပေါ့တကားကိုကျမရဲ့ဖုန်းနဲ့ပဲထိန်းချုပ်ထားတာမို့စာရီနာရှာတွေ့သွားမှာကိုမစိုးရိမ်တော့ဘူးသူရှာတွေ့ရင်တော့မှဘလို့မှဖွင့်လို့ရမှာမဟုတ်ပါဘူးကျမကားမောင်းပြီးတောထဲကိုမိုင်ပေါင်းများစွာသွားခဲ့သေးတယ်အဲ့ဒီကမြေကြီးများကြီးကိုအသေးချုံတဲ့စနစ်သုံးပြီးယူလာခဲ့တယ်ဒီလိုဆိုရင်ကျမမျိုးစေ့တွေစိုက်ပြီးကိုယ်တိုင်စားတောက်လို့ရပြီပေါ့အပင်ချို့ကိုတောင်ကျမသေးအောင်လုပ်ပြီးယူလာခဲ့တာအချိန်တွေကမြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားတယ်ကျမမှာထားတဲ့အစားအသောက်တွေနဲ့ပရီဘောဂါတွေအကုန်ရောက်လာပြီးမုံတိုင်းမလာခင်တရက်ပဲလိုတော့တယ်ကျမအဲ့ဒီပစ္စည်းတွေကိုနေကအရင်အိမ်ဟောင်းလေးစီပို့ခိုင်းလိုက်တယ်အဲ့ဒီရွာကလူမနေတာကြာပြီဖြစ်တဲ့ရွာပြက်ကြီးပါအခုတော့အဲ့ဒီအိမ်လေးထဲမှာအစားအသောက်တွေနဲ့ပရိဘောဂတွေပြည့်နှက်နေပြီးကျမအသက်ရှင်ဖို့လိုအပ်တာတွေအားလုံးရှိနေပြီပေါ့ဘယ်သူမှမရှိတဲ့အချိန်မှာအရာအားလုံးကိုအသေးချုံတဲ့စနစ်သုံးပြီးတေးသွားအောင်လုပ်လိုက်တယ်ပြီးတော့ကြိုပြင်ထားတဲ့တစ်တာတွေတဲကိုအကုန်ထည့်လိုက်တာပေါ့တေချာစဉ်းစားပြီးတဲ့နောက်ကျမရဲ့အိမ်လေးကိုပါတေးအောင်လုပ်ပြီးယူလာခဲ့တယ်အိမ်ကဟောင်းနေပြီဆိုပေမဲ့ပြင်လိုက်ရင်နေလို့ရပါသေးတယ်တကောင်ရံချိန်မှာအိမ်ကိုကားမောင်းပြန်လာပြီးပစ္စည်းအားလုံးကိုလျှို့ဝှက်ခန်းထဲရွှေ့လိုက်တယ်စာရီနာကတော့အခုတလောအရန်ကိုစိတ်လှုပ်ရှားနေတာသူကအားလုံးပြင်ဆင်ပြီးပြီလို့ထင်နေတာမို့ကျမအိမ်မှာမရှိတာကိုတော့သတိမထားမိဘူး။လျှို့ဝှက်ခန်းထဲမှာလေးစစ်တဲ့စနစ်ကိုပါကျမတက်ဆင်ထားပြီးသား။ကျမရဲ့ရိတ်ခါတွေနဲ့ဆိုရင်ဒီထဲမှာနှစ်ချီပြီးနေရင်တော့အောက်ဆီဂျင်ပြတ်လက်မှာကိုစိုးရိမ်စရာမလိုတော့ဘူး။တညလုံးတည်တည်ချာချာပြင်ဆင်ပြီးတဲ့နောက်မှာတော့လျှို့ဝှက်ခန်းလေးကခြံလေးတစ်ခုလိုဖြစ်သွားတော့တယ်။ကြက်ပေါက်လေးတွေကကောက်ရိုးတွေထဲမှာပိုးကောင်ရှာရင်းတစီစီနဲ့မြည်နေကြတယ်။ကျမရဲ့အိမ်လေးကလည်းအဲ့ဒီခြံလေးရဲ့ဘေးမှာပေါ့။လျှက်စစ်ပစ္စည်းအစုံလင်လဲရှိနေပြီ။အခုမှပဲကျမစိတ်အေးလက်အေးနဲ့မုံတိုင်းကိုစောင့်နိုင်တော့မယ်။မိုးရွာဖို့10နာရီလောက်ပဲလိုတော့တဲ့အချိန်မှာစာရီနာကဒရီယက်စ်တို့အိမ်ကိုထပ်သွားပြန်တယ်။ဒရီယက်စ်မိသားစုကတော့သူ့ကိုကြည့်ရတာသဘောကျပုံမရဘူး။စိတ်ပြက်စရာပဲ။ဟိုဘက်ခန်းကကောင်မလေးကအသက်ကသာကြီးနေပြီးငါသားခန်းထဲကိုနေတိုင်းခိုးဝင်နေတာ။အဆက်ကိုမရှိဘူး။သူကနင့်သားကိုကြံနေတာသိကြတယ်။ငါရဲ့ချွေးမဖြစ်ချင်နေတာနေမှာဟင်း။ဒီလိုဆင်းရဲတဲ့ယုံနဲ့တော့မဖြစ်နိုင်တာ။ဒါပေမဲ့စာရီနာကတော့သူတို့ဘာပြောပြောဂရုမစိုက်ဘူး။ဒရီယက်စ်အခန်းထဲကိုပဲဆက်ပြီးခိုးဝင်နေတော့မယ်။ဒရီယက်စ်နင့်အတွက်အရသာရှိတဲ့အစားအသောက်တွေယူလာခဲ့တယ်။မိုးတဲတဲမဲမဲမရွာခင်တနာရီလိုမှာကျမစာရီနာစီဖုန်းဆက်လိုက်တယ်။ကုမ္ပဏီမှာအလုပ်တွေရှုပ်နေလို့ဒီညအိမ်မပြန်ဖြစ်တော့ဘူးလို့ပြောလိုက်တာပေါ့။သူကကျမကိုဂရုစိုက်ပါလို့တောင်ပြောမှာမဟုတ်မှန်းကျမသိပြီးသားပါ။တကယ်တော့ဒီဖုန်းခေါ်ဆိုမှုကသူ့ကိုလှည့်စားလိုက်တာပဲ။ကျမအိမ်မှာမရှိတော့ဘူးလို့သူယုံသွားစေချင်တာလေ။စာရီနာအပြင်သွားနေတော့မှအိမ်ထဲနဲ့စင်ကြံလန်းတွေမှာလျှို့ဝှက်ကင်မရာတွေတက်လိုက်တယ်။ဒီလိုဆိုရင်ကျမဖုန်းကနေတဆင့်အိမ်ထဲအပြင်ကလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်လို့ရပြီပေါ့။ဒရီယက်စ်ရဲ့တကားအပြင်မှာပါကင်မရာတစ်လုံးတက်ထားလိုက်သေးတယ်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ကျမအိတ်ခမ်းထဲကလျှို့ဝှက်ခန်းကိုဖုန်းနဲ့ဖွင့်လိုက်တယ်။ပြပွဲကြီးကတော့စပြီးခေါင်းထဲမှာမူးကနေဖြစ်သွားပြီးတဲ့နောက်ကျမရဲ့ကိုယ်ခန္ဓာကလုံးဝသေးသွားခဲ့ပြီးတစ်ချိန်ကသေးငယ်လှတဲ့လျှို့ဝှက်ခန်းလေးကအခုတော့အံ့ဩစရာကောင်းတော့အောင်ကျယ်ဝန်းနေတော့တယ်။ကျမကိုတေးအောင်လုပ်ဖို့တတိရှိခဲ့တာကအရင်ဘဝတုန်းကအတွေ့အကြုံတစ်ခုကြောင့်ပဲ။အကြီးကျယ်စနစ်နဲ့လှုပ်ထားတဲ့အရာတွေဟာမိုးတိတ်သွားတဲ့အခါမှာအံ့ဩစရာကောင်းတော့အောင်မူလအတိုင်းပြန်ဖြစ်သွားတာကိုကျမသတိထားမိခဲ့လို့ပါ။ကျမထင်တာတော့ဒီသေးချုံတဲ့စနစ်ကလည်းအတူတူပဲဖြစ်မှာပါ။မုံတိုင်းပြီးသွားရင်စနစ်ရဲ့တက်တန်းကုန်ပြီးအရာအလုံးကမူလရွယ်စားအတိုင်းပြန်ဖြစ်သွားလိမ့်မယ်။ကျမရဲ့မြေကွက်တစ်ပင်ကြက်ကလေးတွေနဲ့အိမ်လေးကိုကြည့်ပြီးတကယ်ကိုစိတ်ကျေနပ်မိတယ်။မုံတိုင်းအတွက်ဘာမှစိုးရိမ်စရာမလိုတော့ဘူးလေ။မိုးကတော့တဲတဲမဲမဲဆရွာနေပြီးဒါပေမဲ့ဒီမိုးကဘယ်တော့မှရက်မှာမဟုတ်ဘူးဆိုတာဘယ်သူမှမသိကြသေးဘူး။ဆိုရှယ်မီဒီယာပေါ်မှာတော့လူတွေကညှဉ်းညူနေကြတယ်။ရုံးတွေမှာပိတ်မိနေပြီးအလုပ်လဲလုပ်လို့မရကြဘူး။ကျမကတော့ကဘာကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်သွားခဲ့ပြီးပြင်ပလောကနဲ့ဆက်သွယ်ဖို့ဒီဖုန်းတစ်လုံးပဲရှိတော့တာ
9 ရက်မြောက်နေ့မှာတော့မြို့ရဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေအကုန်ရပ်ဆိုင်းသွားတယ်။ပြည်သူတွေကိုအိမ်ထဲမှာပဲနေဖို့အကြံပြုထားကြတယ်။ဒီမိုးကဘယ်တော့မှတိတ်မှာလဲ။ Darius တို့မှလည်းအစားအသောက်ပြက်လက်နေပြီးကျမကတော့ကျမရဲ့ဥယျာဉ်လေးထဲမှာအလုပ်ရှုပ်နေတာပေါ့။ကြက်ပေါက်လေးတွေကကျမရဲ့ဟင်းသီးဟင်းရွက်အနှောက်လေးတွေကိုစားပစ်မှာပဲစိုးရိမ်နေရတယ်။ပြင်းတာနဲ့လျှို့ဝှက်ကင်မရာတွေကိုစစ်ကြည့်လိုက်တော့စာရီနာက Darius ကိုကျမတို့အိမ်ထဲခေါ်လာတာတွေ့လိုက်ရတယ်။ Darius နင့်မှာအစားအသောက်ကြံသေးလားတိတ်မကြံတော့ဘူး။ပိုဝယ်ထားတင်တာအောက်ထပ်မှာလည်းရေတွေကြီးနေပြီ။အပြင်တောင်ထွက်လို့မရတော့ဘူး။တကယ်တော့ငါမှာထူးခြားတဲ့စွမ်းအားတစ်ခုရှိတယ်ဘလို့လုပ်ဖြစ်နိုင်မှာလဲ။အိုးစာရီနာရဲ့ကျေးဇူးတင်လိုက်တာငါတို့အစားအသောက်တွေကိုအကြီးကျယ်ပေးပါအောင်ရတာပေါ့ Darius ဒါပေမဲ့ငါမှာတောင်းဆိုချက်လေးတစ်ခုရှိတယ်။ဘာလဲငါကနေမိသားစုကိုကယ်တင်ပေးမှာဆိုတော့နင်ငါကိုချစ်မှာလားငါတို့ကအတူတူရှိနေကြတာပဲမဟုတ်လား။မုံတိုင်းပြီးရင်ငါနင့်ကိုလက်ထပ်ပါမယ်။နင့်အမကောသူကအလုပ်ဆင်းနေတာလေ။ဒီလိုမိုးမျိုးနဲ့ဆိုရင်တော့သူရေနစ်ပြီးတေလောက်ပြီးပေါ့ငါတို့ကလက်ထပ်ကြမှာဆိုတော့မိသားစုတွေဖြစ်နေပြီပဲ။နင့်အခန်းထဲမှာရိတ်ခါတွေအများကြီးရှိတယ်မဟုတ်လား။ငါတို့အသက်ရှင်ဖို့အဲ့ဓာတွေကိုထုတ်ပြီးဝေမျှပေးပါဦး။ Darius ရဲ့မျက်နှာပေါ်မှာကောက်ကျစ်တဲ့အကြည့်တစ်ခုဖြတ်ပြေးသွားတယ်။သူကစာရီနာကိုလှည့်စားပြီးရိတ်ခါတွေအကုန်ထုတ်ခိုင်းလိုက်တာ။ကျမကင်မရာကနေကြည့်ရင်စိတ်ထဲတစ်မျိုးကြီးဖြစ်မိတယ်။ဒီလောက်ဦးကြောင်ကြောင်နိုင်တဲ့ညီမမျိုးကိုငါဘလို့များပြုစုပြောင်းထောင်ခဲ့မိပါလိမ့်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါ။ကျမကတော့ဒီမှာပုံနေတာမို့ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး။နင်အသက်ရှင်နေသေးတာပဲ။ဟောပေါ့တောင်စားနေသေးတယ်ပေါ့လေ။နင်ကကြွားတောင်ကြွားရဲသေးတယ်။ငါမှအစားအသောက်ပြတ်နေပြီဆိုတာနင်သိနေတာပဲကိုစာရီနာ။အမကဘလို့လုံးဟောပေါ့စားနိုင်နေတာလဲ။ကျမအတွက်နည်းနည်းလောက်ယူလာပေးလို့မရဘူးလား။ကျမပေါင်မုံတွေပဲစားနေရတာရက်တော်ကြပြီ။ငါရုံးမှာရှိနေတာ။မိုးကအရန်သိနေလို့ပြန်လို့မရဘူး။အိမ်မှာရှိတာပဲရှာစားလိုက်တော့ကျမမော်နီတာကိုကြည့်လိုက်တော့စာရီနာကဖုန်းကိုကြည့်ပြီးတောင်းကျမ်းနေတာတွေ့ရတယ်။သူ့ရဲ့အမကောင်းရောင်ဆောင်နေတာတွေအကုန်ပြက်ပြဲသွားပြီပေါ့။နင်အကြာကြီးဟန်မဆောင်နိုင်ဘူးဆိုတာငါသိပြီးသားပါ။ကျမတက်ပလက်ကိုဖွင့်ပြီးစကားကြည့်နေလိုက်တယ်။ဒီထဲမှာဝတ္ထုတွေနဲ့ကားတွေရာနဲ့ချီပြီးတင်ထားတာဆိုတော့ဒီလိုပြင်းစရာကောင်းတဲ့ရက်တွေကိုဖျက်ကျော်ဖို့လုံလောက်ပါတယ်။ဘိုင်းဝအောင်စားပြီးတော့အိယာပေါ်မှာတုံးလုံးလဲနေလိုက်တယ်။ဖုန်းကိုပြန်စစ်ကြည့်တော့ Darius တို့အိမ်ပြင်ကကင်မရာကနေသူတို့အတန်တွေကိုကြားလိုက်ရတယ်။စာရီနာကတကယ်ကိုအံ့ဩစရာပဲ။ငါတို့တော့ယတနာတိုက်ကြီးတွေ့ပြီးသူ့မိသားစုကစာရီနာမှာအကြီးကျယ်စနစ်ရှိနေတာကိုသိသွားကြပြီပေါ့။စာရီနာရဲ့အတန်ကလည်းတကယ်ကိုဂုဏ်ယူနေတဲ့ပုံပဲ။အန်ဒီကလည်းမြောက်နေပြန်ပြီးဒီစနစ်ကိုတုံးပြီးအန်ဒီတို့မိသားစုကိုကယ်တင်ချင်တာကကျမရဲ့ဆန္ဒပါ။ဘာပဲဖြစ်ဖြစ်ကျမတို့ကမကြခင်မိသားစုတွေဖြစ်တော့မှာပဲဥစ္စာဟုတ်ပါပြီ။ Darius ကတော့နင့်လိုမိန်းကလေးမျိုးရတာကံကောင်းတာပဲကျမခန့်နေတဲ့ရေပြီးမော်နီတာကိုပိတ်လိုက်တယ်။ Darius နဲ့သူ့မိသားစုကဘလို့လူစားတွေလဲဆိုတာကျမအသိဆုံးပါ။သူတို့ပတ်စံရတော့ကလူတိုင်းကိုနှင်ခဲ့ကြတာလေ။သူတို့ရဲ့ဆွေမျိုးတွေတငယ်ချင်းတွေကိုတောင်ဆဲဆိုပြီးမောင်းထုတ်ခဲ့ကြတာ။ဒီလိုလူမျိုးတွေကစာရီနာအပေါ်ဘလို့လှုပ်စိတ်ရင်းရှိမှလဲ။ပြီးတော့ Darius ကလည်းကွယ်ရာမှာစာရီနာအကြောင်းမကောင်းတာတွေအများကြီးပြောခဲ့တာ။သူစာရီနာကိုတကယ်မလေးစားခဲ့ပါဘူး။ဒါပေမဲ့ကျမတော့ဝင်မပါတော့ဘူးမကြခင်မှာပဲစာရီနာကျမစီဖုန်းဆက်လာတယ်အမသတင်းကောင်းရှိတယ်Darius နဲ့ကျမနောက်ဆုံးတော့ညားကြတော့မယ်ဘာလို့ငါစီဖုန်းဆက်တာလဲမဘက်မှာဘာလို့ကြက်တန်တွေကြားနေရတာလဲဩငါသူတို့ကိုအစာကျွေးနေလို့လေအပြင်မှာမိုးတွေတဲနေတာလေအမကဘယ်ကဘာမှာရောက်နေတာလဲအဲ့ဒီမှာဘလို့လုံးဟော့ပေါ့တွေနဲ့ကြက်တွေရှိနေတာလဲအဲ့ဒါအရေးကြီးလို့လားမဟုတ်ဘူးအမကျမ Darius တို့ကိုခေါ်လာခဲ့မယ်ကိုဘာသာကိုရှာကြည့်လေရှာတွေ့ရင်တော့လာခဲ့ပေါ့ကျမဘယ်မှမသွားဘူးဆိုတာစာရီနာဘယ်တော့မှစိတ်ကူးမိမှာမဟုတ်ဘူးနေရန်တစ်ချက်ပဲချားနေတဲ့ကဘာနှစ်ခုပေါ့ဒါကိုကြည့်စမ်းဟင်းအမစီမှာပီဇာတွေပါရှိနေတာလားအမဘယ်မှာလဲဆိုတာမြင်မြင်ပြောစမ်းပါအမကအရန်အတားကြီးတာပဲကျမကတော့ဒီမှာပေါင်သုံး6တွေနဲ့ခောက်ဆွဲ6တွေပဲစားနေရတာကိုစာရီနာကတော့တကယ်ကိုစိုးရိမ်တကြီးနဲ့ကလေးဆန်ပြီးကြီးကြနေတော့တာပဲကျမကတော့ဒင်ခဲတွေအများကြီးပါတဲ့ပီဇာကိုတကိုက်ကိုက်လိုက်ရင်သူမကိုလိပ်စာပေးဖို့စူးစမ်းနေတာကိုကြည့်နေလိုက်တဲ့ပီဇာကိုဝိုင်းရင်းနဲ့ဒီပီဇာကငွေးနေတာပဲကြည့်စမ်းဒင်ခဲတွေတောင်ဆွဲလို့ရတယ်လို့ပြောလိုက်တာပေါ့အမနေတဲ့နေရာကဘလောက်ပဲကောင်းကောင်းအစားအသောက်ကတော့အကန့်အသတ်ရှိမှာပဲနင့်ရဲ့အသေးချုံတဲ့စနစ်ကဘာသုံးစားရမှာလဲငါရဲ့အကြီးကျယ်စနစ်ကအစားအသောက်တွေကိုပိုများလာအောင်လုပ်ပေးနိုင်တယ်ဒါဆိုရင်နှစ်နဲ့ချီပြီးစားလို့ရမှာပေါ့အမဘယ်မှာလဲဆိုတာပြောစမ်းပါငါအခုလာခဲ့မယ်ရှာတွေ့ရင်တော့လာခဲ့လေဟင်းနင်လိုကက်ဆေးနဲ့မှငါနင့်ကိုတေချာပေါက်ရှာတွေ့စေရမယ်နင်ရှိတာမှန်သမျှအကုန်သိမ်းကျုံယူပြစ်မှာနင်လိုကောင်မမကြခင်မှာပဲစာရီနာမှာအကြီးကျယ်စနစ်ရှိတယ်ဆိုတဲ့သတင်းကရက်ွက်တစ်ခုလုံးကိုပြန့်နှံ့သွားပါတော့တယ်ဘသူသတင်းလွှင့်လိုက်လဲဆိုတာကတော့ရှင်းနေတာပဲပေါ့ Darius ရဲ့အမေကအိမ်နီးနားချင်းတွေကိုလိုက်ကြွားနေတာလေမကြခင်မှာလူတိုင်းသူတို့ကိုလာတောင်းပန်ရတော့မယ်တဲ့ဒါတွေကိုငါတို့ကဘာလို့တယောက်တည်းထားရမှာလဲဒီမိုးထဲမှာငါတို့အားလုံးငတ်နေကြတာပဲအကြီးကျယ်ထားတဲ့အစားအသောက်တွေကိုငါတို့နဲ့ဝေမျှရမယ်စာရီနာတကားပွင့်စမ်းနဲ့မှာအကြီးကျယ်စနစ်ရှိတာငါတို့သိတယ်ငါတို့ကိုအစားအသောက်တွေအကြီးကျယ်ပေးပါဦးစာရီနာကတော့ဘာရပြတွေဖြစ်ပြီးစနစ်မရှိပါဘူးလို့ညင်းဖို့စ조사နေတာပေါ့ဒါပေမဲ့ Darius မိသားစုကချက်ချင်းပြေးထွက်လာကြတယ်ဟေ့
စာရီနာကငါတို့ရဲ့အနာဂတ်ချွေးမလောင်ပဲသူ့စနစ်ကိုတုံးကျင်ရင်ငါတို့စီကခွင့်ပြုချက်အရင်တောင်းရမယ်ဟင်ပြီးတော့ဒီစနစ်ကစွန့်ရင်အများကြီးကုန်တာအလကားတော့မရဘူးပတ်စံပေးရမယ်ဒါပေမဲ့ငါတို့မှာစားစရာမကြံတော့ဘူးအကြီးကျယ်မပေးရင်ငါတို့နောက်ထပ်ရဲ့အနှဲငယ်တောင်ခံမှာမဟုတ်ဘူးလောင်ကျဲကြားကဒရီယက်ရဲ့မိဘတွေသတင်းဖြန့်လိုက်လို့အစကဒေါသထွက်နေပေမဲ့အစီအစဉ်ကိုကြားလိုက်ရတဲ့အခါမှာတော့ပြန်ပြီးပျော်သွားတယ်ပတ်စံကောက်မှလားအဲ့ဒါအခွင့်အရေးကောင်းမဲမှန်တယ်ကျဲကြားကငါရဲ့ချစ်သူပဲစာရီနာကိုအလုပ်ခိုင်းချင်ရင်ပတ်စံပေးရမယ်ဒီလိုနဲ့ Darius မိသားစုကစာရီနာကိုတုံးပြီးစီးပွားရေးဆက်လုပ်ပါတော့တယ်။စာရီနာစီမှာအစားအသောက်လာချဲတဲ့သူတိုင်း Darius ကိုဒေါ်လာ2000ပေးရတယ်။2000ဆိုတာမနည်းပေမဲ့ဒီလိုကဘာပြက်ကတ်ထဲမှာပတ်စံကအစားအသောက်ဝယ်လို့မရတော့ဘူးလေ။ဒါကနှစ်ဖက်လုံးအတွက်အဆင်ပြေတဲ့အပေးယူလို့ဖြစ်နေတာပေါ့။ဒါပေမဲ့ကင်မရာကနေတဆင့်စာရီနာစီကိုလူတွေအများကြီးလာနေတာကျမမြင်နေရတယ်လူတွေပုံများလာတာကတခုခုကိုဆိုလိုနေတာပဲအဲ့ဒါကတော့စာရီနာမှာအကြီးကျယ်စနစ်ရှိနေတဲ့၍သူတို့ဘယ်တော့မှငတ်မှာမဟုတ်ဘူးလို့လူတွေကတကယ်ယုံကြည်သွားကြတာပါပဲဒါပေမဲ့သူတို့တခုမေ့နေတာရှိတယ်အဲ့ဒါကစနစ်ကအစားအသောက်ကိုချဲ့ပေးနိုင်ပေမဲ့ငကိုအစားအသောက်ရှိမှရမယ်ဆိုတာပါပဲပြီးတော့အရာဝတ္ထုတခုကိုတစ်ခါပဲချဲ့လို့ရတယ်တဝက်စားပြီးကြံတဲ့တဝက်ကိုထက်ချဲ့လို့မရဘူးလေအစားအသောက်တွေအကန့်အသတ်မရှိထုတ်လုပ်ဖို့ဆိုတာဖြစ်နိုင်ပါဘူးရက်ွက်ထဲမှာစာရီနာရဲ့အကြီးကျယ်စနစ်ကြောင့်ဘယ်သူမှမငဲ့ကြသေးဘူးဒါကြောင့်လူတိုင်းကတတိလက်လွတ်ဖြစ်လာကြတယ်စားကြနောက်မှသူ့စီသွားပြီးထက်ချက်ခိုင်းလို့ရတာပဲဒီညပါတီလုပ်ရအောင်အကြီးကျယ်ထားတဲ့စားစရာတွေအကုန်ယူလာခဲ့ကြ၃နှစ်အစုံမှာတော့အရာအားလုံးကုန်သွားပါပြီချဲ့ဖို့အတွက်စားစရာအစအနလေးတောင်မကြံတော့ဘူးလူတိုင်းရဲ့ရိတ်ခါတွေကုန်သွားကြပြီစာရီနာရဲ့စနစ်နဲ့တောင်မလောက်မတော့ဘူးအရင်းအမြစ်တွေကအရန်ရှားပါသွားပြီလေစနစ်ကအားတာချက်တစ်ခုမဟုတ်တော့ဘူးရက်ွက်ထဲမှာပရန်ပါတာတွေစဖြစ်လာတော့တယ်အဲ့ဒါပြန်ပြီးငါရဲ့နောက်ဆုံးပေါင်မုတ်တစ်ချက်ပဲလွတ်စမ်းငါမစားရတာ3ရက်ရှိပြီနင်ကဒါနဲ့မတန်ဘူးဒီကုတ်ကြီးတွေကိုငါရှာတွေ့တာတကားဖွင့်စမ်းငါ့ကိုရီပေးမပေးရင်တကားကိုရိုက်ခွဲပစ်မယ်စာရီနာက Darius အိမ်ကိုပြောင်းသွားတာကြပါပြီသူကမိသားစုဝင်တယောက်လိုဖြစ်နေခဲ့တာဒါပေမဲ့တကယ်ပြပွဲကအခုမှစတာပါသူစီပစ္စည်းလာချဲတဲ့သူတွေနဲလာတယ်အရင်ကတော့ဒီလိုနဲ့ရိတ်ခါတွေရှာလို့ရပေမဲ့အခုတော့ဘာအမျက်မှမကြံတော့ဘူးသူကငါတို့အိမ်မှာနေတိုင်းစားပြီးနေုံပဲစာရီနာငါတို့လမ်းခွဲရအောင်ငါနင့်ကိုမချစ်တော့ဘူးဒါပေမဲ့နေငါတို့အမြဲတမ်းအတူတူနေမယ်လို့ပြောခဲ့တယ်လေဘာလို့အခုမှလဲစာရီနာငိုယိုပြီးသူ့ကိုဖတ်ထားပေမဲ့ Darius မိသားစုကသူ့ကိုအပြင်ကိုတွန်းထုတ်လိုက်တယ် Darius တကားဖွင့်ပါအောင် Darius သွားစရာနေရာမရှိတော့တဲ့အဆုံးသူကျမတို့အိမ်ကိုပဲပြန်သွားခဲ့ရတယ်။အော်သူ့မှာပြန်စရာအိမ်ရှိသေးတယ်လို့သူထင်နေတော့မဲလားပါ။ဘာဖြစ်သွားတာလဲငါရဲ့အစားအသောက်တွေဘယ်ရောက်ကုန်တာလဲငါပစ္စည်းတွေကဘသူယူသွားတာလဲအဲ့ဒါ Darius ပဲပေါ့သူ့မိသားစုကကျမပိုင်တာမှန်သမျှအကုန်ခိုးသွားကြတာအပြင်ကပရန်ပါတာတွေနဲ့ရှင်ရင်ကျမအတွက်တော့ငင်းချက်နဲ့နေ့ရက်တရက်ပေါ့အမအသက်ရှင်နေသေးတာဝမ်းသာစရာပဲသူတို့ကကျမရဲ့အကြီးကျယ်စနစ်ကိုတုံးပြီးပတ်စံတွေရှာခဲ့ကြတာအခုတော့ဘသူမှစနစ်ကိုမလိုတော့တဲ့အခါကျမှငါ့ကိုအစားတော့မပေးဘဲနှင်ထုတ်ကြတာဒါကမဖြစ်နိုင်တာနင်အရင်တုန်းကဒီလိုမဟုတ်ပါဘူးနင်လည်းပြန်လည်မွေးဖွားလာတာလားဟုတ်တယ်အဲ့ဒါဘာဖြစ်လဲနင်တကယ်ကြီးပြန်လည်မွေးဖွားလာတာပေါ့ဘာလို့ငါ့ကိုမပြောခဲ့တာလဲကဘလို့လူလဲဆိုတာနင်သိရဲ့နဲ့ဘာလို့ငါ့ကိုသတိမပေးခဲ့တာလဲကျမတခွန်းမှပြန်မပြောပဲသူ့စီဗီဒီယိုတစ်ခုပို့ပေးလိုက်တယ်အဲ့ဒီဗီဒီယိုထဲမှာကျမရဲ့တစ်တီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကဝေစာနေတာပေါ့အိမ်လေးကလည်းတက်တောင့်တက်တာရှိအောင်ပြင်ဆင်ထားပြီးရေခဲတစ်တာထဲမှာလည်းစားစရာတွေမုန့်တွေနဲ့ပြည့်နေနေတာမုံတိုင်းတန်ခံနေရတဲ့ပုံလုံးဝမပေါက်ဘူးလေနင်ကဘာလို့ဒီလောက်တောင်အတ္တကြီးရတာလဲငါ့ကိုအခုချက်ချင်းလာခေါ်စမ်းအမကျမတကယ်ပဲမှားသွားခဲ့တာပါကြောင့်မျက်စိကွယ်ခဲ့တာကျမကအမရဲ့တူလေးသောညီမလေးလေးအတ္တကြီးတယ်ဟုတ်လားအရင်ဘဝတုန်းကငါ့ကိုအပေါ်ထက်ကနေတွန်းချတုန်းကကြတော့နင်အတ္တမကြီးဘူးလားအခုလဲနင်ပြန်လဲမွေးဖွားလာပြီးမုံတိုင်းအကြောင်းတည်ရက်နဲ့ငါ့ကိုတခွန်းမှမပြောခဲ့ဘူးနင်လဲအတ္တကြီးနေတာပဲမဟုတ်လားနင်ကိုဒီတိုင်းလွတ်မထားဘူးနင်ကဘာလို့ဒီလောက်ကောင်းကောင်းမွန်မွန်နေရတာလဲနင်ပစ္စည်းတွေကိုအကုန်လိုက်ဖြက်စီးပစ်မယ်နင်ကိုအလွတ်မပေးဘူးနောင်တရစေရမယ်ရန်နေငယ်လောက်ငိမ့်သက်သွားပြီးနောက်သူဘလို့အသက်ရှင်နေလဲဆိုတာကျမသိချင်လာမိတယ်ဒါကတကယ်ကိုပြည့်စုံတဲ့ပြကွက်ပဲတကားအပြင်ကကင်မရာကိုစစ်ကြည့်လိုက်တော့သူတို့အိမ်ကအစားအသောက်တွေကိုခိုးလာတာတွေ့လိုက်ရတယ်မိသားစုအပြင်သွားနေတော့အရွယ်ညီမလေးပဲကြံခဲ့တာကိုကလှည့်စားလိုက်တာလေနင့်အတွက်အရသာရှိတဲ့မုံတွေရှိတယ်နော်မော်နီတာကနေဒါကိုမြင်လိုက်ရတဲ့အခါကျမအော်ရဲမိတော့တယ်တကယ်ကိုပြပွဲကြီးပဲသူတို့အချင်းချင်းပြန်ကိုက်နေကြပြီးဒါတကယ်ကိုလမ်းနေဟာတကားဖွင့်ပြီးအပြင်ထွက်ခဲ့စမ်းငါတို့ပစ္စည်းတွေကိုခိုးပြီးပုံနေသေးတယ်ပေါ့လေခိုးတော့ကတော့ရဲပြီးအခုကျတော့တကားမဖွင့်ရဲဘူးလားငါတို့အစားအသောက်တွေပြန်ပေးစမ်းအော်မနေနဲ့တကားကိုလည်းလာမထုနဲ့ဘာဖြစ်ဖြစ်ငါအပြင်မထွက်ဘူးဒီစားစရာတွေနဲ့ငါအကြာကြီးနေလို့ရတယ်စာရီနာအရိုင်းမဆန်ဆန်းနဲ့အစားအသောက်တွေပြန်ပေးရင်ငါတို့ပြန်ပေါင်းလို့ရတယ်ငါတို့လက်ထပ်ဖို့တောင်ဂရီပေးထားတာလေအခုကစပြီးနင်ပြောတာအကုန်နားထောင်ပဲစာရီနာကတွေဝေသွားပေမဲ့မထင်မှတ်ပဲ Darius ကတိုင်တိုင်ချော့မော့ပြီးဂရီတွေပေးနေခဲ့တာပါကြဲကြားငါနင့်ကိုချစ်တယ်အဲ့ဒီစားစရာတွေကငကိုကလေးကငါဟာတွေလေးနင်နဲ့တွေ့ရတာငါဘဝရဲ့အဆိုးဆုံးကံကြမ္မာပဲငါဒီမှာတင်တရားတော့မှာလားအမကျမအနှိမ်ခံနေရတဲ့ရက်တွေတရက်ပြီးတရက်ကုံဆုံးသွားတယ်စာရီနာကတကားဝမှာလဲလျောင်းနေရပြီးလူအများကြီးကသူ့ကိုဖျက်သွားကြတယ်သူတို့ကစာရီနာကိုအတင်းကျပ်အကြီးကျယ်စနစ်တုံးခိုင်းကြတာပေါ့နင်းပစ္စည်းတွေကိုချက်လို့ရတယ်ဆို
ဒီဗီဇကုန်းမုံကိုချက်ပေးစမ်းသူရိုက်နှိမ့်ဆက်ခံခဲ့ရတယ်သူ့ဘဝရဲ့နောက်ဆုံးချိန်မှာတော့ဒရီယက်ရဲ့တကားစီကိုသူတွားခဲ့တယ်နင့်ကိုတွေ့ချင်တယ်ဟူနောက်ထပ်ကြော်ဖြတ်တန်းသွားခဲ့တယ်မိုးရေတွေကအောက်ထပ်တွေကိုလွှမ်းမိုးသွားပြီးအရင်ဘဝကလိုပဲကျမခံမှန်းထားတဲ့အတိုင်းမိုးမတိတ်ခင်လနှဲငယ်လိုမှဒရီယက်မိသားစုလည်းအကုန်သေးချေပျက်စီးသွားကြတယ်နောက်ဆုတ်ကြစမ်းတကားကိုဆက်ထုနေရင်ငါညမှာမဟုတ်ဘူးသူ့မိသားစုကရက်ွက်ထဲမှာနာမည်ပြက်နေတာလေးပြီးတော့ဆာရီနာကိုခေါင်းပုံဖြတ်ပြီးချမ်းသာခဲ့ကြတာမို့လူတွေကသူတို့ကိုမုန်းနေကြတာကြားပြီးမုံတိုင်းရဲ့နောက်ဆုံးလတွေမှာလူတိုင်းရိတ်ခါပြက်နေပေမဲ့ဒါရီယက်စီမှာစားစရာတွေအများကြီးရှိသေးတယ်လို့ရက်ွက်ထဲမှာသတင်းပြန်လာတယ်လက်နက်ကင်အုပ်စုတွေကသူတို့အိမ်ရှိမှာစုယုံလာပြီးတကားကိုရိုက်ခွဲကစားစရာတွေတောင်းကြတော့တယ်ဒါရီယက်မိသားစုကညှင်းဆန်ပြီးဆဲဆိုလိုက်တဲ့အခါလူအုပ်ကြီးကလုံးဝဒေါသထွက်သွားကြတာပေါ့ငါအဲ့ဒီမိမရဲ့ပစ္စည်းတွေကိုမခိုးခဲ့တင်ဘူးတကားပြက်သွားပြီငါစားစရာတွေနဲ့ဝေးနေကြစမ်းနင်တို့တခိုးတွေအားလုံးပြီးသွားပြီငါတော့ငှက်ပြီးတရားတော့မှာပဲအရင်ကတော့အနိုင်ကျင့်တဲ့မင်းဆိုးမင်းညစ်တွေလိုလုပ်ခဲ့ကြပြီးအခုတော့လမ်းဘေးခွေးတွေလိုဖြစ်နေကြပြီးစားစရာတွေကုန်ပြီငါတို့ရဲ့အစားအသောက်တွေအကုန်ကုန်သွားပြီပြီးသွားပြီအရာအားလုံးပြီးဆုံးသွားပြီတမိသားစုလုံးမြေကြီးပေါ်မှာထိုင်ပြီးငိုနေကြတယ်သူတို့မှာစားစရာဘာမှမကြံတော့ဘူးလေသူတို့ဟာနောက်ဆုံးလနှဲငယ်ကိုတောင်ဖျက်ကျော်ပြီးအသက်မရှင်နိုင်ခဲ့ကြပါဘူးရက်ွက်တစ်ခုလုံးလည်းပျက်စီးယိုယွင်းနေပြီးရေကြီးမှုထဲမှာပိတ်မိနေတဲ့အလောင်းတွေကလည်းနေရာအနှံ့မှာပဲဒီလိုကဘာပြက်ကတ်ထဲမှာအသက်ရှင်နေရတာကတကယ်ငရဲတစ်ခုလိုပါပဲတစ်ဖက်မှာတော့ကျမရဲ့ခြံလေးထဲမှာဘဝကိုပျော်ပျော်ကြီးဖြတ်တန်းနေတာပေါ့အဲ့ဒီအချိန်မှာပဲမုံတိုင်းပြီးဆုံးသွားပြီဆိုတဲ့အတိပေးချက်တစ်ခုတက်လာတယ်ရွှေရောင်နေကြီးတွေကမြေပြင်ပေါ်ကိုဖြာကျလာတော့တယ်ကျမပြောင်းဖူးခင်းကိုပြုစုနေတော့မှပဲကိုခန္ဓာတွေကထူးဆန်းတဲ့ခံစားချက်တစ်ခုကိုရလိုက်တယ်တင်းငယ်နေတဲ့ကျမရဲ့ကိုခန္ဓာကရုတ်တရက်ပြန်ပြီးကြီးထွားလာတယ်နောက်ဆုံးတော့ကျမပုံမှန်ရွယ်စားကိုပြန်ရောက်လာခဲ့ပြီးကျမရဲ့ခြံလေးနဲ့အိမ်လေးကတော့အခုချိန်မှာအရန်ကိုတင်းငယ်သွားသလိုပဲငါပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးဒါဟာအကြီးကျယ်စနစ်နဲ့အသေးချုံစနစ်တို့ရဲ့ကွာခြားချက်ပဲလားဒီစနစ်တွေကတကယ်ကိုနည်းနည်းလွန်းနေကျမလည်းအကုန်လုံးကိုတော့နားမလည်နိုင်ဘူးပေါ့မိုးတွေတိတ်သွားပြီးရေတွေလည်းပြန်ကျသွားပြီးအားလုံးပြီးဆုံးသွားခဲ့ပြီးကျမတို့အသက်ရှင်ခဲ့ပြီးကျမတို့ဒါကိုဖျက်ကျော်နိုင်ခဲ့ပြီပေါ့